cái ấy đấy thì này rồi lên này bà lên này chui này bị ô bà ấy nếu mà lên xe là không mà làm tôi được mà cái tôi mình thà lên lo ra Ming Lava Knya Nathan's Report Channel ကနေပြီးတော့ August လ21ရက်နေ့နောက်ဆုံးရရှိထားတဲ့အရေးကြီးသတင်းများကိုစူးစီးပြီးတော့ဖတ်ပြပေးပါမယ်။ပထမဆုံးဖတ်ပြပေးရမယ့်သတင်းကတော့ဘရင်ခီးတဲ့တင်ရင်လိုင်းကဂိမ်းမှုနဲ့စရေးမ2ယောက်တို့ကိုတပ်ဆိုင်ရာကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာရှိတဲ့ဘရင်ခီးတဲ့တင်ရင်လိုင်းကဂိမ်းမှုနဲ့စရေးမ2ယောက်ကိုတပ်ဆိုင်ရာကအခြားသောအဖွဲ့အစည်းတွေစီကိုဖုန်းဆက်ပြီးသတင်းပေးတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဩဂတ်လ20ရက်နေ့မနက်10:00နာရီမှာဖမ်းဆီးသွားတယ်လို့မြို့ကန်တွေကပြောပါတယ်။စစ်သားတွေရဲတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကားစီးရင်အဲ့ဒီရင်လိုင်းကအခြားသောအဖွဲ့အစည်းတွေကိုသတင်းပေးတယ်ဆိုပြီးဂိမ်းမှုနဲ့စရေးမ2ယောက်ကို20ရက်နေ့မနက်10:00နာရီမှာလာဖမ်းသွားတာလို့အတိအပြုပြောပြထားပါတယ်။ဖမ်းဆီးခံရတဲ့သူ3ယောက်ဟာဘရင်ခီးတဲ့တင်မော်တော်ယာဉ်လိုင်းကဂိမ်းမှုဇေယျဝင်လက်မှတ်အယောင်စရေးမအေးမြင့်ဆွေနဲ့မသိမ့်သိမ့်သူတို့ဖြစ်တယ်လို့ရင်လိုင်းနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဖမ်းသွားတာဟုတ်ပါတယ်။ဘယ်ကိုဖမ်းခေါ်သွားလဲတော့မသိဘူး။လက်ရှိချိန်မှာရင်လိုင်းကိုတပ်ဆိုင်ရာကစစ်ဆေးနေတယ်လို့ပြောပါတယ်။အခုလိုမျိုးလောက်ရကြောင်းလက်တလုံးမှာရွှေဘိုအဝေးပြေးကားကြီးဝင်းအတွဲမှာရှိတဲ့ခရီးသည်တင်ရင်လိုင်းတွေဟာစိုးရိမ်ပူပန်နေကြတယ်လို့ဆိုပါတယ်။ရွှေဘိုမြို့နယ်မှာတရားဥပဒေစိုးမိုးမှုတွေအားနည်းနေပြီးဓမြမှုလူရက်မှုတွေမကြာခဏဖြစ်နေတယ်လို့နေ့စဉ်နဲ့အမျှစစ်မှုထမ်းတဲ့ကိစ္စတွေကြောင့်လူငယ်တွေလည်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာနောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့ YNBA ဗဟိုအတွင်းရေးမှူးဦးမောင်မောင်ညွန့်ရုံးခန်းထဲမှာရိုက်နှက်ခံလိုက်ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒဂုံမြို့နယ်ဖျားကြီးရပ်ကွက်ရွှေဒဂုံဖျားမြောက်ဘက်မုံနဲ့အနောက်ဘက်မုံကြားမှာရှိတဲ့ဗုဒ္ဓကလျာဏယူဝ YNBA အသင်းရဲ့ရုံးခန်းကိုဩဂတ်လ20ရက်နေ့နေ့လယ်12:50မိနစ်အချိန်မှာလက်နက်ကိုင်းဆောင်ထားတဲ့သူ၄ဦးဟာဗဟိုအတွင်းရေးမှူးကိုဖမ်းဆီးခေါ်ဆောင်ရန်ကြိုးပမ်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။၎င်းဖြစ်စဉ်မှာ YNBA ရုံးခန်းအတွင်းဗဟိုအတွင်းရေးမှူးဦးမောင်မောင်ညွန့်ရန်ကုန်တိုင်းအတွင်းရေးမှူးဒေါ်မြတ်စုလိုင်ထူးဟန်တင်ဆန်းနဲ့မဆန်းတို့9ဦးရှိနေတဲ့အချိန်အမည်မသိတဲ့အမျိုးသား၄ဦးကရုတ်တရက်ဝင်ရောက်လာခြင်းဖြစ်တယ်လို့ပြောပါတယ်။အဲဒီနောက်၎င်းတို့တွေက2ဦးကဗဟိုအတွင်းရေးမှူးဦးမောင်မောင်ညွန့်ကိုဖမ်းဆီးချုပ်နှောင်ပြီးတော့အဝါရောင်တိတ်တွေနဲ့စီးနှောင်ရန်ကြိုးပမ်းနေတဲ့အချိန်ရုံးခန်းထဲမှာရှိတဲ့ထူးဟန်တင်ဆန်းနဲ့မဆန်းတို့3ဦးဟာအပြင်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ပြောပါတယ်။ကျန်တဲ့အမျိုးသား2ဦးကရန်ကုန်တိုင်းဒေသကြီးအတွင်းရေးမှူးဒေါ်မြတ်စုလိုင်ကိုတနက်ပြပြီးတော့ဖမ်းဆီးရန်ကြိုးပမ်းတဲ့အချိန်ဒေါ်မြတ်စုလိုင်ကပြန်လည်ခုခံပြီးတော့အော်ဟစ်အကူအညီတောင်းခံခဲ့တယ်လို့သိရပါတယ်။အခုလိုအော်ဟစ်အကူအညီတောင်းတဲ့အတွက်ဘေးပတ်ဝန်းကျင်ကလူတွေဝိုင်းအုံလာတဲ့အခါမှာအဲ့ဒီအမျိုးသား၄ဦးဟာဦးမောင်မောင်ညွန့်ပိုင်ဆိုင်တဲ့မော်တော်ကားနဲ့မောင်းနှင်ထွက်ပြေးရန်ကြိုးစားခဲ့တော့လဲမအောင်မြင်ပဲဦးမောင်မောင်ညွန့်ရဲ့လက်ကင်ဖုန်းကိုယူဆောင်ပြီးတော့ချွေချင်းထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့် YNBA ဗဟိုအတွင်းရေးမှူးဦးမောင်မောင်ညွန့်မှာညာဘက်မျက်လုံးဖူးရောင်ပေါက်ပြဲဒဏ်ရာအပေါ်သွားနဲ့ခါးတို့မှာနာကျင်ဒဏ်ရာများရရှိခဲ့ပြီးတော့ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒဂုံရဲစခန်းမှာအမှုဖွင့်အရေးယူရန်ဆောင်ရွက်နေတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့ပြည်ပနိုင်ငံတွေမှာရှိတဲ့မြန်မာတန်ယုံတွေမှာနိုင်ငံကူးလက်မှတ်တက်တန်းတိုးခြင်းအသစ်လဲလှယ်ခြင်းများကိုနေပြည်တော်ရဲ့ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်ပေးတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ပနိုင်ငံတွေမှာရှိတဲ့မြန်မာတန်ယုံတွေမှာနိုင်ငံကူးလက်မှတ်များတက်တန်းတိုးခြင်းအသစ်လဲလှယ်ခြင်းများကိုနေပြည်တော်ရဲ့ခွင့်ပြုချက်ရှိမှသာဆောင်ရွက်ပေးရန်ရခိုင်ကလေးကညွှန်ကြားထားခြင်းဖြစ်ပြီးတော့အဲ့ဒီညွှန်ကြားချက်ကိုပြန်လည်ကျင့်သုံးလာခြင်းဖြစ်တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပြလာပါတယ်။ပြည်ပနိုင်ငံတွေမှာရှိတဲ့မြန်မာတန်ယုံများမှာနိုင်ငံကူးလက်မှတ်အမျိုးအစားမှန်သမျှကိုလဲလှယ်ခြင်းတက်တန်းတိုးခြင်းပျောက်ဆုံးလျှောက်ထားခြင်းများအတွက်နေပြည်တော်ကိုတင်ပြရမှာဖြစ်ပြီးတော့ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်ပေးရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။ပြည်ပနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံများနဲ့နေပြည်တော်ပြည်ထောင်ဝန်ကြီးဌာနနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တို့ချိတ်ဆက်ထားပြီး CDM စရဲများနိုင်ငံရေးအမှုနဲ့ထွက်ပြေးနေရသူများ PDF များစစ်ပြေးရဲပြေးနဲ့လက်ရှိတာဝန်ထမ်းဆောင်နေစေဝန်ထမ်းတွေရဲ့စရဲတွေကိုအမြဲတစေပေးပို့နေတယ်လို့သိရပါတယ်။နိုင်ငံကူးလက်မှတ်တွေကိုတက်တန်းတိုးတာနဲ့အသစ်လဲလှယ်သူများဟာပေးပို့ထားတဲ့စရဲထဲမှာပါဝင်နေပါကနိုင်ငံကူးလက်မှတ်ကိစ္စများကိုဆောင်ရွက်ပေးခြင်းမပြုရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။ထိုင်းမှာ PV passport တွေကိုနေပြည်တော်ကိုတင်ရမယ်ဆိုတာကအသစ်ညွှန်ကြားချက်မဟုတ်ပါဘူး။2021ခုနှစ်ကတည်းကထုတ်ထားပြီးသားညွှန်ကြားချက်ပါ။အဲ့ဒီညွှန်ကြားချက်ကိုပြန်ပြီးတော့အကောင့်ထဲပေါ်လိုက်တာပါ။ပြည်ပနိုင်ငံတွေအားလုံးမှာရှိတဲ့မြန်မာတန်ယုံတွေအားလုံးမှာ passport တက်တန်းတိုးတာအသစ်လဲလှယ်တာတွေကိုနေပြည်တော်ရဲ့ခွင့်ပြုချက်မရှိရင်ထုတ်ပေးခွင့်မရှိပါဘူး။အရင်ညွှန်ကြားချက်ကိုပြန်ပြီးတော့တင်းတင်းကြပ်ကြပ်သုံးလာတယ်လို့ပြောရမှာပါလို့နေပြည်တော်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ဒါအပြင်ပြည်ပနိုင်ငံတွေမှာရှိတဲ့မြန်မာတန်ယုံတွေမှာနေပြည်တော်ကခွင့်ပြုထုတ်ထားပေးခြင်းမရှိတဲ့မြန်မာနိုင်ငံကူးလက်မှတ်အတုမဟုတ်သောအစစ်များထွက်ရှိနေမှုများကိုလည်းအရေးယူဆောင်ရွက်ရန်ပြည်ထောင်ဝန်ကြီးဌာနကညွှန်ကြားထားကြောင်းသိရပါတယ်။
လက်ရှိမှာပြည်ပကိုရောက်ရှိနေသူများကိုင်ဆောင်ထားတဲ့နိုင်ငံကူးလက်မှတ်များကိုပြန်လည်တက်တန်းတိုးရမှာနိုင်ငံရေးမှာပါဝင်ပတ်သက်နေခြင်း CDM စာရင်းထဲမှာပါဝင်နေခြင်းအပါအဝင် Blacklist စာရင်းတွေမှာပါဝင်နေပါက passport တက်တန်းတိုးခြင်းအသက်လဲလှယ်ခြင်းများကိုလှုံ့ဆော်ခွင့်ရရှိမှာမဟုတ်ပဲနိုင်ငံကူးလက်မှတ်ကိုပါဖျက်သိမ်းရန်ပြည်ထောင်စုဝန်ကြီးဌာနကညွှန်ကြားထားတယ်လို့သိရပါတယ်ခင်ဗျာနောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့ဂျပန်နိုင်ငံမှာရှိတဲ့လေယာလုပ်ငန်းခွင်တွေမှာမြန်မာအမျိုးသမီးအလုပ်သမားများရိုက်နှက်ခံနေရတဲ့အပြင်လိမ်မိုင်းဆိုင်ရာနှောက်ယှက်ခံနေရကမြန်မာနိုင်ငံကိုပြန်ပို့မယ်ဆိုပြီးတော့ချင်းချောက်ခံနေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဂျပန်နိုင်ငံဟိုကိုင်ဒိုဒေသမှာရှိတဲ့လေယာလုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာနိုင်ငံသူအမျိုးသမီးအလုပ်သမားများအပေါ်ဂျပန်အလုပ်ရှင်တွေကရိုက်နှက်ခြင်းလိမ်မိုင်းဆိုင်ရာနှောက်ယှက်ခြင်းနဲ့ချင်းချောက်ခြင်းများကိုပြုလုပ်နေတယ်လို့တိုင်ကြားထားပြီးတော့အဲ့ဒီအမှုကိုသက်ဆိုင်ရာအာဏာပိုင်တွေကစုံစမ်းနေတယ်လို့သိရပါတယ်။အဲ့ဒီမြန်မာအလုပ်သမားများဟာဂျပန်နိုင်ငံရဲ့ Specified Skilled Worker SSW အစီအစဉ်နဲ့ဟော်ကိုင်ဒိုမှာရှိတဲ့လေယာတွေမှာအလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီးလေယာလုပ်ငန်းခွင်အတွင်းအလုပ်ရှင်ဘက်ကကိုထိလက်ရောက်အကြမ်းဖက်မှုများနဲ့မသိလျော်တဲ့ဆက်ဆံမှုများကိုပြုလုပ်ခဲ့တယ်လို့၎င်းတို့ကထွက်ဆိုထားပါတယ်။မြန်မာအလုပ်သမားများရဲ့ပြောဆိုချက်အရ၎င်းတို့တွေကတချို့ကိုအလုပ်ရှင်ကတတ်တူဒုံနဲ့ရိုက်နှက်ခဲ့ခြင်းဟင်းသီးဟင်းရွက်များနဲ့ပြစ်ပေါက်ခြင်းစတဲ့ကိုထိလက်ရောက်ပြစ်မှုများကိုကြုံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ဒါအပြင်လိမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုများနဲ့လုပ်ငန်းခွင်အတွင်းဖိအားပေးခြင်းများကိုလည်းခံခဲ့ရကြောင်းတိုင်ကြားထားပါတယ်။အခုလိုပြစ်မှုခံနေရတဲ့အပြင်မြန်မာနိုင်ငံကိုပြန်ပို့မယ်လို့ချင်းချောက်ခံရခြင်းများလည်းရှိခဲ့ကြောင်းမြန်မာအလုပ်သမားတွေကပြောဆိုထားပါတယ်။အဲ့ဒီမြန်မာအမျိုးသမီးအလုပ်သမားများကိုအခြေအနေဆိုးဝါးလာပြီးတဲ့နောက်ဇွန်လအတွင်းအလုသမားသမဂ္ဂတစ်ခုကအကာအကွယ်ပေးရန်အတွက်လေယာမြေကနေပြီးတော့ခေါ်ထုတ်ကစောင့်ရှောက်ထားခဲ့တယ်လို့သိရပါတယ်။မြန်မာအလုသမားတွေရဲ့တိုင်ကြားချက်တွေကိုဟော်ကိုင်ဒိုအခြေဆိုင်ဟော်ကိုင်ဒို Broadcasting HBC ကစုံစမ်းဖော်ထုတ်ရေးသားခဲ့ပြီးတဲ့နောက်အခုသတင်းပတ်အတွင်းဂျပန်နိုင်ငံမှာအဲ့ဒီဖြစ်စဉ်ဟာလူသိများလာခြင်းဖြစ်ပါတယ်။ HBC ရဲ့စုံစမ်းဖော်ထုတ်မှုမှာမြန်မာအလုပ်သမားများကိုအလုပ်ရှင်မိသားစုကရိုက်နှက်ခြင်းလိမ်ပိုင်းဆိုင်ရာနှောက်ယှက်ခြင်းနဲ့မြန်မာနိုင်ငံကိုပြန်ပို့မယ်ဆိုပြီးတော့ချင်းချောက်ခြင်းများပြုလုပ်ခဲ့ကြောင်းပြောဆိုထားပါတယ်။အဲ့ဒီဂျပန်နိုင်ငံသားလေယာပိုင်ရှင်မိသားစုရဲ့သားနှစ်ယောက်ကမြန်မာလုပ်သားတွေအပေါ်၎င်းတို့ကိုယ်တိုင်ကိုထိလက်ရောက်အကြမ်းဖက်ခဲ့ခြင်းမရှိကြောင်းသိကြပြောဆိုထားပါတယ်။သို့တော်လည်းသူတို့ရဲ့ဖခင်အပေါ်မြန်မာအလုပ်သမားတွေကဆွဆွဲထားတဲ့ရိုက်နှက်မှုများနဲ့ပတ်သက်ပြီးတော့သားအကြီးကိုမေးမြန်းရမှာ၎င်းကဆွဆွဲချက်များကိုအတိမပြုတ်တယ်လို့ညင်းဆိုခြင်းလည်းမပြုတ်ခဲ့ဘူးလို့ HBC ကဖော်ပြထားပါတယ်။ဒါအပြင်အဲ့ဒီဂျပန်အလုပ်ရှင်မိသားစုဟာအရင်ကတည်းကအလားတူလူခွင့်ရေးဆိုင်ရာပြဿနာများရှိခဲ့မှုကြောင့် HBC ရဲ့စုံစမ်းဖော်ထုတ်မှုမှာထည့်သွင်းဖော်ပြထားပါတယ်။အဲ့ဒီဂျပန်မိသားစုစီကိုနိုင်ငံခြားကအလုပ်သမားများပို့ဆောင်ပေးတဲ့ကုမ္ပဏီဟာလည်းအလုပ်တင်နိုင်ငံခြားသားအလုပ်သမားများရဲ့လူခွင့်ရေးကိုအလွန်အမင်းထိခိုက်စေတဲ့လုပ်ရပ်များကိုကျူးလွန်ခဲ့ကြောင်းတွေ့ရှိပြီးတဲ့နောက်2022ခုနှစ်မှာအလုတ်တင်လုပ်သားများလက်ခံခွင့်အတိမတ်ပြုမှုကိုရုပ်သိမ်းခဲ့ကြောင်းသိရပါတယ်။သို့တော်လည်းအဲ့ဒီအတိမတ်ပြုမှုရုပ်သိမ်းခံရပြီး48ရက်အကြာမှာအဲ့ဒီကုမ္ပဏီအသစ်တစ်ခုကိုထပ်မံပြီးတော့တည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိဖြစ်စဉ်မှာမြန်မာအလုပ်သမားတွေရဲ့ဆွဆွဲချက်များနဲ့လေယာပိုင်ရှင်ဘက်ကပြောဆိုချက်များအပြင်အရင်ကုမ္ပဏီနဲ့ပတ်သက်တဲ့မှတ်တမ်းများကိုပါသက်ဆိုင်ရာအာဏာပိုင်တွေကစစ်ဆေးနေကြောင်းသိရပါတယ်။ဂျပန်နိုင်ငံမှာနိုင်ငံခြားသားအလုပ်သမားများအတွက် SSW အစီအစဉ်အပါအဝင်အလုပ်သမားကာကွယ်ရေးစနစ်များရှိတော်လဲအခုဖြစ်စဉ်လိုမျိုးအလုပ်ခွင်အတွင်းမှာကိုထိလက်ရောက်အကြမ်းဖက်မှုလိမ်ပိုင်းဆိုင်ရာနှောက်ယှက်မှုနဲ့ချင်းချောက်မှုများဆွဆွဲခံရတဲ့ဖြစ်စဉ်တွေဟာနိုင်ငံခြားသားအလုပ်သမားများရဲ့အလုပ်ခွင်လုံခြုံရေးနဲ့အလုပ်ရှင်များရဲ့တာဝန်ယူမှုဆိုင်ရာမေးခွန်းများကိုထပ်မံပြီးတော့ပေါ်ပေါက်စေခဲ့ပါတယ်။လက်ရှိမှာမြန်မာအလုပ်သမားများရဲ့ဆွဆွဲချက်များကိုအတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ပြီးတော့ဆွဆွဲခံရတဲ့သူတွေဘက်ကလည်းတုံ့ပြန်ဖြေရှင်းနေကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကမ်ချနာဘူရီခရိုင်မှာတရားမဝင်ခိုးဝင်လာတဲ့မြန်မာရွှေပြောင်းအလုပ်သမား18ဦးဇက်တိုက်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်းနိုင်ငံကမ်ချနာဘူရီခရိုင်အတွင်းမှာရှိတဲ့စံကလဘူရီမြို့နယ်နဲ့ကမ်ချနာဘူရီမြို့နယ်တို့မှာတရားမဝင်ခိုးဝင်လာတဲ့မြန်မာရွှေပြောင်းအလုပ်သမား18ဦးနဲ့ပို့ဆောင်ပေးသူထိုင်းနိုင်ငံသားရင်မောင်းတအုပ်တို့ကိုထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့များကဇက်တိုက်ဖမ်းဆီးခဲ့ကြောင်းအာဏာပိုင်များရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဩဂတ်စ်လ19ရက်နေ့မှာကန်ချနာဘူရီခရိုင်စံခလဘူရီမြို့နယ်နောင်လူကျေးရွာအုပ်စုအမှတ်၈ကျေးရွာမှာရှိတဲ့တစ်သေးချံရဲ့နောက်ဘက်တောဆက်မှာပုံအောင်နေတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသား9ဦးကိုစံခလဘူရီမြို့နယ်မှာရှိတဲ့လုံခြုံရေးပူးပေါင်းအဖွဲ့တွေကကင်းလှည့်နေတဲ့အချိန်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ဩဂတ်စ်လ20ရက်နေ့မနက်10:40မိနစ်ခန့်မှာလည်းကန်ချနာဘူရီမြို့နယ်KNCN ကျေးရွာအုပ်စုအတွင်းလမ်းမပေါ်မှာမှန်လုံဗန်ကားတစ်စီးကိုအာဏာပိုင်ပူးပေါင်းအဖွဲ့တွေကကြားဖြတ်စစ်ဆေးခဲ့ရာကားပေါ်မှာတရားမဝင်တင်ဆောင်လာတဲ့မြန်မာနိုင်ငံသား9ဦးအမျိုးသား9ဦးအမျိုးသမီး4ဦးနဲ့အတူ
တဲဆောင်ပေးသူထိုင်းနိုင်ငံသားရင်ပေါင်းတအုပ်တို့ကိုဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။လက်ရှိချိန်မှာထိုင်းအာဏာပိုင်တွေကဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားရွှေပြောင်းအလုပ်သမား18ဦးစလုံးကိုခွင့်ပြုချက်မရှိဘဲနဲ့ထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့အမှုဖွင့်ထားပြီးပို့ဆောင်ပေးသူထိုင်းနိုင်ငံသားရင်ပေါင်းဖြစ်သူကိုလည်းဆက်လက်အရေးယူနိုင်ရန်စံခလဘူရီမြို့မှာရဲစခန်းနဲ့ကန်ချနာဘူရီမြို့မှာရဲစခန်းတို့မှာအသေးသေးလွှဲပြောင်းပို့ဆောင်ပေးထားတယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ပြပေးရမယ့်ဗီဒီယိုသတင်းကတော့လက်ရှိရေကြီးရေရှမ်းမှုတွေဖြစ်နေတဲ့အေရဝတီတိုင်းကတိုင်းချောင်းမြို့နယ်မှာအိမ်ထဲအထိရေဝင်ပြီးတော့လေလော်နေရတယ်ဆိုတဲ့အကြောင်းကိုဗီဒီယိုဖိုင်လေးနဲ့ဒေတာကန်တအုပ်ကတင်ထားတဲ့ဗီဒီယိုဖိုင်ကိုဖွင့်ပြပေးပါမယ်။ကဲအိမ်ထဲအခြေအနေကတော့လေနဲ့ပါ။လေနဲ့ရွှေ့နေပြီ ဟိုပါငါအိမ်ထဲမှာနေစီရတယ်လို့ခါမှတော့တွေ့နေမှာ ။ကဲတွေးမထားလဲ။လော်လား။လော်။ အခုလိုမျိုးရေဘေးနဲ့ကြုံတွေ့နေရတဲ့ဒေသတွေအကုန်လုံးရေတွေပြန်ကျပြီးတော့ရေဘေးဒုက္ခခံစားနေရတဲ့ပြည်သူတွေလည်းမိမိတို့ရဲ့နေအိမ်မှာအမြန်ဆုံးနှွေးနှွေးထွေးထွေးနဲ့ပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုမျိုးနေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့အရေးကြီးသတင်းများကိုခိုင်လုံတဲ့သတင်းရင်းမြစ်များကနေပြီးတော့စူးစီးဖတ်ပြပေးနေတဲ့ကျွန်တော်ရဲ့ Nathan's Report Channel ကို like and subscribe လုပ်ပေးခဲ့ကြပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Nathan ပါ